ဟုတ်ဗျာကိုတို့ကိုကျေးဇူးတင်ပါတယ်ဒီနေ့စာမှုဝဲရက်ဖြစ်တဲ့အတွက်ကျွန်တော်ကျမတို့ရဲ့လက်တွေ့ကြည့်လို့ရမယ့်အရာများကိုစာမှုဝဲစစ်ဆေးခြင်းများဖြစ်တို့အားလုံးတူတူပဲမထူးခြားကြပါဘူးရည်တတ်တယ်ပြုံးတတ်တယ်ကျင်လာတတ်တယ်လူသားချင်းမတူညီတဲ့စီများရှိနေလေခံစားမှုများတတ်တူမရနိုင်ခဲ့စဉ်းစားကြည့်စမ်းရေမြေချနေလို့လားမျိုးတွေဖွဲ့စည်းအတိုင်းဝိုင်းကြမှာတွေးခေါ်မတူလို့မဆက်ဆက်မိတာလားကျိုးလို့ထွက်ခဲ့ရှေ့ခီးထွက်အတိကျဖလဲရင်လိမှုနဲ့ကြိုးစားမယ်မြတ်တာဆဝိုင်းတွင်မှာကွယ်တို့အားလုံးတူတူပဲမထူးခြားကြပါဘူးရည်တတ်တယ်ပြုံးတတ်တယ်ကျင်လာတတ်တယ်လူသားချင်းတူညီတဲ့စီများရှိနေလေခံစားမှုများတတ်တူမရနိုင်ခဲ့စဉ်းစားကြည့်စမ်းရေမြေချနေလို့လားမျိုးတွေဖွဲ့စည်းအတိုင်းဝိုင်းကြောင်းလားတွေးခေါ်မတူလို့မဆက်ဆက်မိရလားတို့ထွက်ခဲ့ရှေ့ခီးအတွက်အသေးချင်ပလဲရင်ဒီမှုနဲ့ကြိုးစားမယ်မြတ်တာဆဝိုင်းအတွင်မှာကွယ်တွေ